ဒါကိုကျတော့ anxiety poop လို့ခေါ်တယ်ပေါ့နော် anxiety poop ဆိုတာစိတ်ဖိစီးလာရင် anxiety တက်လာရင် ဤပါကျင်လာတာပေါ့နော်အဲ့တော့ဖြစ်များတယ်ဆိုတာအထူးသဖြင့်ဒီ medical ကစစ်ကြောင်းသားတွေဆရာဝန်တွေတော်တော်များဖြစ်တယ်ဒီဆိုတာတခုသွားရအောင်လာရအောင်ဟေးဆိုဤထထပါတဲ့ကောင်တွေပေါ့နော်အဲ့တော့ anxiety poop ဘာလို့ဖြစ်လဲဆိုတော့သူကဒီ fight or flight reaction နဲ့ရှင်းအောင်ပေါ့နော်ကျွန်တော်စိတ်ဖိစီးလာတယ်တခုခုကိုနည်းနည်း stress တက်လာတယ်ဆိုရင်ခန္ဓာကိုယ်က adrenaline နဲ့cortisol ဆိုတဲ့ hormone တွေထုတ်ပြီးတယ်အဲ့ hormone ကဘာလို့လုပ်တယ်ဆိုတော့သူကအခုမှတင်ဝင်လာတဲ့အစားအစာတွေမြန်ခြေပလိုက်တယ်ဟိုကတော့အမြန်ဆုံးခြေပလိုက်တယ်ပေါ့နော်အဲ့ဒါခြေပြီးကြံနေတဲ့ဦးသိန်းနှောင်းပိုင်းမှာပါရမယ်မစင်နေပေါ့နော်ဤကိုမြန်ပါလိုက်တယ်တော့ကတော့ပေါ့တော့လုပ်လိုက်တယ်ပေါ့နော်အဲ့ဒါမှကိုကထပြေးခြင်းလေပြေးလို့ရမှာပေါ့အဲ့ဒီတော့ပဲလွေနောက်ထပ်ပြောရမယ်ဆိုရင်မဟာဇနကလည်းသဘောထားလိုက်ပေါ့နော်မဟာဇနကတင်မောလည်းပြက်ပြီးဒုက္ခလည်းရောက်ပြီးအဲ့တော့ရှီကူးကိုကူးရတော့မယ်အဲ့အချိန်မှာစားစရာရှိရလဲစားတယ်လို့ပါစရာရှိရလဲပါချလိုက်တဲ့သဘောပေါ့နော်အဲ့မှာလူခန္ဓာကိုယ်ကလှုပ်ဆရာရှိအမြန်လောက်ပါပေါ့ဒါတကယ် stress တွေကြောရတဲ့အခါပေါ့နော် anxiety ဆို anxiety တမိုင်းမှာကြော stress ကတကယ်တော့မရှိဘူးအပြင်မှာဒါပေမဲ့လို့ကိုယ်စိတ်ကစိတ်ဖိစီးလာတယ်ထို့သွားရမယ်လာရမယ်ဆိုရင်စိတ်ဖိစီးလာတဲ့အခါမှာဒါကလည်းခန္ဓာကိုယ်ကဒီကောင် stress တက်နေပြီပဲဆိုပြီးတော့ဤပါကျင်လာတာအဲ့ဒီသဘောပေါ့နော်